မင်္ဂလာပါရှင်ဒီနေ့ကညီမပြပြကြလေးရှိပါရှင်ညီမဒီနေ့စားကြရလေးပြလိုက်မှဖြစ်ပါရှင်စားအောင်စင်လေးကိုလည်းပြလိုက်မှဖြစ်ပါရှင်စားအောင်စင်ကတော့ဘယ်လိုလေးလဲဆိုတာစားအောင်စင်တော့ဖြစ်တယ်စားအောင်စင်မပါဘူးနော်စားအောင်ဒီပြလိုက်ဖြစ်ပါရှင်ကြည့်ပြကြအောင်နော်နည်းနည်းလေးခဏတာဆောင်ပြီနော်ဒီမှာကတော့တဝမ်းစာပေါ့နော်ဒီတဝမ်းစာလေးကိုလုံးဝရမ်းကြပါတယ်ကဘာမှတိုက်ဆုံးလေးပါဒီမှာစာတဝမ်းစာရဲ့ဖန်နော်ဒီနေ့ကနည်းနည်းလေးပြင်းနေတာပေါ့နော်အကြောင်းလေးရလေဖွင့်နေဆိုတော့လေညအကြောင်းမတက်ပါဘူးစရပါဘာလို့ကြောင်းမတက်တာလဲဆိုတော့ဒီနေ့ကြောက်ပိတ်လို့လေဟုတ်ပါဒီနေ့ကြောင်းပိတ်လို့ပါကြာတာပတိနေ့ပါဒီနေ့ကအဲ့တော့ဥပုံနေ့ဆိုတော့ကြောင်းပိတ်တယ်ဆူရကြောင်းညကြောင်းပိတ်ပါရဲ့ညီမတို့ကြောင်းနေရရန်ရိုပါလဲကြောင်းပိတ်ရဒီတော့များပါတော့တော့များခါတရီကြရင်နဲ့ခါတရီကြရင်များအခုကြောင်းပိတ်ဒီများလည်းပြောတာပေါ့ဒါပေမဲ့အိမ်မနေတော့တိတ်မပြောကစားခွင့်ရှောက်ပတ်ဒီပက်လဲတာတော့ရန်နိုင်တယ်ပေါ့နော်ဒီအခုကြည့်နေတဲ့ဗီဒီယိုထဲမှာကိုရီမမအန်တီတွေကြည့်နေရဦးလေးတွေကြည့်နေရဆိုရင်ကိုရီမမကြီးကြည့်နေရဆိုရင်ကြောက်တက်ကြလားကြောက်ဖိတ်လားကြောက်ဖွင့်လားအဲ့ဒါလေးကိုပြောချင်ပါရှင်အခုကကြတော့နဲလေးပြင်းနေဆိုတော့လေဘာလေးများပြပေးရမလဲပြောချင်ပါရဲ့ဒီနေ့ကပြပေးစရာလေးတွေမရှိတော့ဘူးဆိုတော့ရှုကင်းလေးရတော့မပြပေးတော့ပါဘူးဒီနေ့ညီမရဲ့ online shopping လေးကိုပြောပြရချင်ပါရှင် online shopping ကကြတော့ဘယ် online shopping လဲဆိုတော့လေ online shopping လဲonline shopping လေးလဲဆိုတော့လေAngel shop ဆိုပြီးတော့လိုက်ရှာစီလိုက်ညီမ online shopping လေးအများကြီးဖတ်လာလိမ့်မယ်အဲ့မှာဝယ်ကျင်တဲ့သူတွေမှာယူတဲ့ကြာနော်ဖုန်းနံပါတ်တရားပြောစရာမလိုဒီကောင်းရဲ့ဖုန်းနံပါတ်လေးပြတတ်မယ်နော်အခုကြည့်နေတဲ့ဗီဒီယိုထဲမှာဆိုရင်ဝယ်ကျင်တဲ့သူတွေရှိရဆိုရင်ညီမရှိကိုအကောင့်လေးဖုန်းနံပါတ်လေးယူလိုက်နော်ယူပြီးညီမဖုန်းဆက်လိုက်ညီမကင်ပါမယ်ကင်ပြီးရောဘာလို့ကျင်လဲဆိုတာခချင်းတရက်တွင်ထားတယ်လုပ်ပြီးပါမယ်လို့စကူရှိတရားကြတော့ကုန်သွားပါပြီမရပါဘူးလို့ပြောချင်ပါရှင်မာအားလေးပါသူကစော့နေပါတယ်ကူကကြတော့သူတုံချောင်းလေးနဲ့ထောင်ပြီးဂျုံလုံးနေတာပေါ့နော်